GI မှာ GI ဆိုတဲ့ chip ကလေးတို့အတွက်မင်းတို့ရွှေစင်စုရတနာမှာထုံမလောက်ရောင်းအကောင်းဆုံးသောဒီဇိုင်း GI ရဲ့စိတ်လက်စွပ်ကြီးနဲ့မိတ်ဆက်ပြီးမှပဲဖြစ်ပါတယ်။ကြာဘူးဒီဇိုင်း GI လက်စွပ်ကလေးပဲဖြစ်ပါတယ်ရှင်။စိုက်လေးအနေနဲ့လည်းငါးမှုကိုင်း၃မှတ်တရက်ဒီအဆောင်ရှိပါတယ်ရှင်။အလဲစိမ်း GI မှာဘေးစိမ်းနဲ့ trade diamond စိမ်းပြတ်တဲ့နေနဲ့လက်ရတဲ့သက်စွာခပ်ပေးထားမှုလို့ပုံမှန်ရဲ့လက်ချောင်းတွေလေးမှာအရန်ကိုလှမ်းပြမှာပါနော်။ဘေးရှူတော့မှာပဲကြည်လှမ်းနေအောင်လို့မင်းတို့ကဒီစိမ်းကြာဘူးရဲ့အောက်ရွက်လေးမှာပါစိမ်းခွင့်လေးနဲ့ထပ်ပြီးတော့ခတ်ထားပြရပါရှင်။လဲစိမ်းဆိုလို့ရှိရင်လည်းကာလာအမြင့် grade အပြည့်ကိုသုံးပြီးတော့ဘေးစိမ်းနေဆိုလို့ရှိရင်လည်း natural diamond စိမ်းအဖြူသက်တစ်မျိုးတွေလိုနေတာခတ်ထားပြရမို့လို့ဝက်တက်တွေမှာလည်းပေါ်လွင်ပြီးတော့လှနေမှာပါရှင်။အခုမင်းပြပေးသွားတဲ့လက်စွပ်ကလေးကလူကြိုက်အရင်များပြီးရောင်းအရင်ကောင်းတာမို့လို့ကိုမတို့က install လေး size ဆုံးကာလာဆုံးရှိတော့လာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါရှင်။